အားလုံးပဲမင်္ဂလာပါများဒီတင်စာပေးချင်တဲ့ဇလန်လေးကတော့ပိတ္တာဘရင်ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်စာလူနိုင်တို့စောစီတောင်လုံးဘိုးတော်ဖြစ်နေပြီလူနိုင်ဘိုးဘိုးကစာပေကျမ်းဂန်တွေနှမ်းစလို့ဆိုပြီးကိုတာကီကပရပိုက်တစ်ခုအလားပြတာအဲ့တော့လူနိုင်ဘိုးဘိုးလေးပေးသားမှာရေးထားတဲ့စာတွေကိုဘာသာပြန်ပြတာတိုက်စာဖြစ်နေတာတိုက်စာဆိုပေမဲ့မြေပုံအညောအရှိစုစုရက်ကိုသွားပြီးလာနခွတွေ့ရင်ညာချိုးလိုက်တာနဲ့ညောင်မင်းအိုကိုတွေ့ရင်အဲဘဲအောက်ကအပင်ကိုဆွဲနှုတ်ပြုတ်ဆိုပြီးအဲပင်ကဂမ်မီယပင်အဲပင်ရတာနဲ့အော်တိုလမ်းညွန်ဖြစ်သွားပြီဆိုတော့ကိုတာကီကခေါင်းဆက်ပြမယ်ဟာအိုက်ဒီနေမှာပြီးမြက်ခိုးကြီးတွန့်ပြနေတာမသိရင်ရသေးကြီးတို့တခုများလုံးမလို့ချက်ပေးတာလားလို့အဲ့လိုနဲ့ရသေးကြီးလေပေးတာသေးသေးလေးကိုအသကုံနေဖတ်ပြီးတော်တော်ကြာသွားတော့မှသူတို့လည်းခရီးဆက်ထွားတော်ကြီးကလည်းစပယ်ရှယ်နှက်တာအဲကနေမှရသေးကြီးပြောတဲ့ညောင်မင်းတွေ့တော့အဲအောက်ကအပင်ဆွဲနှုတ်ပြီးဂုံးတရန်ရေတရန်စတိုးချလာတာသူမိမကချော်လဲနေလို့ညာဘက်6လောက်တောင်နာသွားလို့ထောနဲ့ဖြစ်သွားရောအဲ့ဒါထောနဲ့ဂျားတွေကပဲသူတို့လည်းစက်ခီးထွက်လာတာတကယ်ကြောလှကြီးတွေပါရောက်ချလာရောအဲ့ဒါအဲကျောင်းရောက်တော့အရင်ဆုံးပြားရည်နဲ့တွေ့တာသူတို့လည်းပြားတော့မှဆိုတော့တစ်ကိုင်းတွေနဲ့အသကုံရရင်ကျွန်းသာပြောတယ်နောက်မှအိမ်သားဘေးမှာကြောက်စီတွေနဲ့ကိုမှပြားရည်သုံးတဲ့ဟာတော့မသိဘူးအဲကနေသူတို့လည်းရှေ့ဆက်သွားရင်ခေါင်းပိန်လေးရှူတွေတွေ့တာပိတ်တာတွေဆိုပြီးသူမိမကမတွေ့လို့ဂမ်မီယပင်ပေးလိုက်မှဂျေဂျေဘောင်းမီကိုထားတဲ့ပိတ်တာနှကောင်တွေ့တယ်ကိုမှဂျေဂျေဘောင်းမီကပိတ်တာလည်းဝတ်တာပဲအမပိတ်တာတွေကလည်းသူတို့တွေ့ပြီးလားသူတို့ကလည်းလမ်းနဲ့ဒဗလဲတွေလှပြီးတိုးချလာတာကိုသားကြီးမိမကနာနေတဲ့6တောင်ဘာပြောင်းသွားတယ်ကိုမှစောစောညာအခုပဲနဲ့တယောက်တည်းရှုပ်နေတာအဲ့လိုနဲ့သူတို့လည်းပြောင်းရနေနာပြီးရှေ့ရောက်တော့ခဏနာရင်သူတို့ရောက်နေတဲ့နေရာကလည်းရှယ်လှတာအဲ့ဒါရှယ်လှပေမဲ့တရေကတော့ပေါ်တယ်အခုလေမျက်စိသုံးလုံးတရေနဲ့တွေ့နေလို့ဘာလဲတို့ဘဲလာတို့အလားပြင်လိုက်တော့လုံနေတာဘေးကတယောက်ကလန့်နေပြီအဲ့ဒါခဏနေတော့သူတို့လဲထွက်သွားကိုသားကြီးတို့လဲဂမ်ဘီယာပင်ညွန်တဲ့လမ်းကြောင်းတော့လိုက်ရင်ပိတ်တာတွေဒဗလဲထပ်တွေ့ပြန်ရောအဲ့ဒါခိုင်းချုပ်ကမော်လမြိုင်သားတောင်ကူမှာထိုင်ပြီးဒိုင်ယာလော့တွေအလွဲအချော်နဲ့ဆောင်းတလွဲတွေပြောနေတာမင်းတို့ပဲဘလူးလဲကွာမိုးမပိတ်တာလဲဆဲတယ်အဲ့တော့ကိုသားကြီးလဲပိတ်တာကိုလဲသူတို့လဲသေပြီးသားတယ်ဆိုပြီးအမဘလို့သေးတာပါကြမေကိုသားကြီးကလည်းအသကုံနေလေတရေအသေးဆိုတာနဲ့သူ့အယိုသေးပေးပြီးမှသွားမယ်ဆိုတာနဲ့သူတို့လည်းအယိုသေးပေးပြီးစတိုးချလာတာသူတို့ရတနာမြေပုံရောက်ချလာရောအမနဲ့သူတို့လည်းပေးတာအညွတ်တိုင်းအသကုံတူတာရွှေအိုးကြီးရသွားပြီကြောင်ရောင်နဲ့ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့ဘာမှမသိဘူးဆိုတာပါပဲကိုမအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ